ယိုကိုဟာမာကနေပြီးတော့တာကာချီမာယာဆိုတာဂျပန်မှာနာမည်ကြီးတဲ့မုတ်ပေါ့နော်တာကာချီမာယာဒီမှာအဲ့ရနေပြီးတော့ဝယ်လာတာပါသူတစ်စိတ်ကလည်းသူ့အိတ်ကလေတာကာချီမာယာအိတ်ပဲထည့်ပြီးတော့မိုးဆိုပြီးတော့ဒီအိတ်နဲ့ပြန်ပြီးတော့ထည့်လာတာကိုပါတဲ့ကိုသွားလေပြီးပြန်လာတော့မိုးတွေရွာဒီကစိတ်ဝင်စားလို့ပေါ့နော်တေးချပဲဒီလိုမျိုးထုတ်ပြီးတယ်သူ့မုတ်ကနာမည်ကြီးတယ်ဒီကလူတွေမှလေတန်းစီတာနိုင်ဘက်လောက်တောင်တန်းစီလိုက်ရတယ်ဒီမုတ်ပေါ့နော်စိတ်ဝင်စားလို့ဝယ်လာပြီးပြကိုရှိမှပဲလုပ်တယ်တော်တော်လေးကိုတန်းစီရတယ်ဒီမှာသူရဲ့မုတ်ပါတယ်မှာသူကအထက်ကအယိုကလေ2မျိုးနဲ့1မျိုးကို3ခုစီဝယ်လာတာဒီမှာသူတစ်စိတ်ကပ်ပေးလိုက်တယ်ဒီရာကကြတော့အဖြူဘက်ပေါ့အညိုရောင်ကကြတော့ဒီဘက်ပေါ့ပဲအနှစ်လိုမျိုးပဲမခေါ်တတ်ဘူးဘယ်လိုလဲတော့သူဂျပန်နေဝယ်တာတော်တော်လေးကိုတန်းစီနေရအဲ့ဒါကြောင့်အဲ့ဒါနဲ့ပဲကိုလည်းဒီလိုမျိုးမုတ်လေးပေါ့နော်ဒါကိုရှိမှပဲသူတို့မုတ်ဖုတ်တယ်ဒါကအဖြူကိုရှိမှပဲမုတ်ဖုတ်တယ်ကိုရှိမှလူတွေကတော်တော်တန်းစီနေတာသူများတွေအရန်တန်းစီနေဘယ်ဆိုင်မှအဲ့တော့တန်းမစီဘူးဟိုကဂျပန်ရဲ့နွေရာသီဟိုကလေနွေဦးပိတ်ရက်ဆိုတော့လေလူတွေကလည်းများတယ်ဒါပေမဲ့ပဲနှစ်ပုံမှန်မျိုးဒါအဖြူရောင်ဒါဆိုဒီဘက်ကအညိုရောင်လားမသိဟုတ်တယ်ဒီမှာပဲနှစ်ပုံမှန်မျိုးဒါတစ်ခုကို120သူတို့တွေလက်ဆောင်ပေးဘူးလားမသိဘူးအများကြီးပဲဂျပန်နေဝယ်နေတာလေအားနဲ့ကိုလည်းဝယ်ကြည့်ရတာတစ်ခုကို3မျိုး3ခုစီနော်သူက2မျိုးရှိတယ်ဆို1မျိုးကို3ခုစီဝယ်လာလိုက်တယ်တစ်ခု2ခုလဲဆိုလဲအားနာလို့သူတို့ပါကင်ထုတ်ပြီးရဆိုတာချိုးပဲနှစ်အရသာပုံမျိုးသူတို့ဂျပန်နေတော့ကြိုက်တယ်ပုံနဲ့အစိတ်ကြိုက်တဲ့သူတွေတော်ပဲအပြင်ကမုတ်တွေကတော့အီတွေပဲနှစ်ခုလောက်ဆိုတော့ဗိုက်ပြည့်နာဂျပန်ထူးဆန်းမုတ်တွေဆိုသူတို့လူမျိုးတွေရန်တန်းစီတော့ကိုလည်းစိတ်ဝင်စားနေဟိုနေဝင်ကြည့်ပြီးတော့ဝင်တန်းစီပြီးတော့ဝယ်လာခဲ့ရနောက်မှသူတို့မုတ်ဖုတ်တဲ့ဟာလေးဗီဒီယိုခိုးရိုက်တာအဲ့ဒါလေးနောက်မှတင်